မင်္ဂလာပါချစ်တော်နားထောင်သူများကျွန်တော်တို့ Fuck Radio YouTube Channel ကနေနှွေးထွေးစွာကြိုဆိုပါရစေဒီနေ့အရန်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးသွားမှာဖြစ်ပါတယ်နိုင်ငံတစ်နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်တွေကနိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်ပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာက Unitary စနစ် Federal စနစ် Confederation စနစ်ဒီစနစ်တွေရဲ့ကွဲပြားချက်တွေအားသာချက်အားနည်းချက်တွေနဲ့မြန်မာနိုင်ငံအတွက်ဘယ်စနစ်ကအကောင်းဆုံးလဲပဲဖြစ်ပါတယ်ချစ်တော်ပရိသတ်ကြီးပထမဆုံးကျွန်တော်တို့ရဲ့ဆွေးနွေးချက်ကိုရှင်းရှင်းလင်းလင်းနားလည်ရအောင်အခြေခံကနေစရှင်းပါမယ်နိုင်ငံတစ်နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်ဆိုတာနိုင်ငံရဲ့အုပ်ချုပ်မှုပုံစံပဲဖြစ်ပါတယ်ဒီစနစ်တွေကနိုင်ငံရဲ့အရွယ်အစားလူမျိုးကွဲပြားမှုတမိုင်းစတဲ့အချက်တွေပေါ်မူတည်ပြီးရွေးချယ်ရပါတယ်အခုကျွန်တော်တို့ဆွေးနွေးမယ့်စနစ်၃ခုက Unitary, Federal, Confederation မှာ Unitary စနစ်ဖခင်ကြီးတယောက်တည်းကမိသားစုတစ်ခုလုံးကိုဆုံးဖြတ်တယ်သားသမီးတွေကသူခွင့်ပြုချက်နဲ့ပဲလုပ်နိုင်တယ်ဖခင်ကြီးကလိုညင်သူတို့ရဲ့အခွင့်အရေးကိုပြန်ရုပ်သိမ်းနိုင်တယ်ဒါက Unitary စနစ်ပါဗဟိုအစိုးရတစ်ခုတည်းကနိုင်ငံတစ်ခုလုံးကိုထိန်းချုပ်တယ်ဥပမာပြင်သစ်ဂျပန်တရုတ်စတဲ့နိုင်ငံတွေမြန်မာလည်းဒီစနစ်ပဲထပ်ပါတယ် Federal စနစ်ဖခင်ကြီးရှိတယ်သားသမီးတွေလည်းကိုယ်ပိုင်အခွင့်အရေးရှိတယ်မိသားစုစီမင်းအရာဖခင်ကြီးကအိမ်တစ်လုံးလုံးကိုကြည့်ပေမဲ့သားသမီးတွေရဲ့ကိုယ်ပိုင်အခွင့်အရေးကိုမယူနိုင်ပါဘူးအင်္ဂိစ္စအချို့ကိုဖခင်ကြီးလုပ်အချို့ကိုသားသမီးတွေလုပ်ဒါက Federal ပါဗဟိုနဲ့ပြည်နယ်တွေကအာဏာခွဲဝေထားတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကခွဲဝေပေးထားတယ်ဥပမာအမေရိကဂျာမနီဆွစ်ဇာလန်စတဲ့နိုင်ငံတွေ Confederation စနစ် Confederation System မိသားစုလေးခွဲနေကြတယ်တခါတလေအတူစုပြီးကိစ္စတချို့လုပ်ကြတယ်ဒါပေမဲ့တအိမ်ချင်းကလုံးဝလွတ်လပ်တယ်ဖခင်ကြီးဆိုတာမရှိပါဘူးဗဟိုအစိုးရကအလွန်အားနည်းတယ်နိုင်ငံခြားရေးစစ်ရေးကိစ္စတွေပဲဗဟိုကလုပ်နိုင်ပြည်နယ်တွေကသူ့စန္ဒအတိုင်းထွက်နိုင်တယ်ဥပမာရှေးခေတ်အမေရိကရဲ့အစောပိုင်း Confederation ဆွစ်ဇာလန်ရဲ့အစောပိုင်းခေတ်လက်ရှိကဥရောပသမဂ္ဂ EU ဟာတစိတ်ကပိုင်း Confederation ဆန်ရှိပါတယ်ရှင်းမလားဒီစနစ်တွေရဲ့ကွဲပြားချက်ကအာဏာခွဲဝေပုံမှာရှိပါတယ် Unitary မှာဗဟိုစုစည်း Federal မှာခွဲဝေ Confederation မှာဗဟိုအားနည်းဆုံးပါ6စနစ်တစ်ခုချင်းရဲ့အားသာချက်အားနည်းချက်တွေကိုဆွေးနွေးကြရအောင်ဒီအချက်တွေကမြန်မာနိုင်ငံအတွက်ရွေးချယ်ရမှာအရေးကြီးပါတယ် Unitary စနစ်ရဲ့အားသာချက်ဆုံးဖြတ်ချက်မြန်ဆန်တဲ့အရေးပေါ်ကာလမှာတရုတ်လိုလင်းမြင်စွာဆုံးဖြတ်နိုင်တယ်စီးစီးစုရှိတယ်ကုန်ကြစရိတ်သက်သာတယ်နိုင်ငံငယ်တွေမှာတင့်တော်တယ်အားနည်းချက်ဒေတာလိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်အာဏာစုစည်းရင်အာဏာရှင်ဖြစ်လာနိုင်နိုင်ငံကြီးတွေမှာအုပ်ချုပ်ရေးမထိရောက်နိုင်လူမျိုးစုကွဲပြားတဲ့နိုင်ငံမှာပဋိပက္ခဖြစ်လွယ်Federal စနစ်ရဲ့အားသာချက်ဒေတာလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်တယ်လူမျိုးစုကွဲပြားမှုကိုလက်ခံနိုင်တယ်အာဏာစုစည်းမှုကိုဟန့်တားနိုင်တယ်ဆွစ်ဇာလန်လိုငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးရလာနိုင်တယ်အားနည်းချက်ဆုံးဖြတ်ချက်နေနိုင်တယ်ကုန်ကျစရိတ်များနိုင်တယ်ပြည်내တွေရန်ဖြစ်ရင်ရှုပ်ထွေးနိုင်တယ်Confederation စနစ်ရဲ့အားသာချက်ပြည်내တွေကလုံးဝလွတ်လပ်တယ်ဒေတာကိုယ်ပိုင်ခွင့်အများဆုံးရှိတယ်အားနည်းချက်ဗဟိုအားနည်းလုံးရင်နိုင်ငံပြိုကွဲလွယ်တယ်ဆုံးဖြတ်ချက်အလွန်နေတယ်အရေးပေါ်ဘာလာမှမတင်တော့ပါဘူးချစ်တော်ပရိသတ်ကြီးဒီအားသာချက်အားနည်းချက်တွေကနိုင်ငံတစ်နိုင်ငံရဲ့အခြေအနေပေါ်မူတည်ပါတယ်အခုကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကိုချိတ်ဆက်ပြောကြရအောင်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့စနစ်ရွေးချယ်ရေးလက်ရှိမြန်မာနိုင်ငံမှာ Unitary စနစ်ကလက်ရှိကျင့်သုံးနေပါတယ်ဒါပေမဲ့2021အာဏာသိမ်းပြီးနောက်9နှစ်ကျော်ကြာလာချိန်မှာစစ်ကောင်စီရဲ့ထိန်းချုပ်မှုကအများကြီးအားနည်းလာနေပါလေနယ်မြေအများစုမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကထိန်းချုပ်ထားကြပါတယ်ဒီဒေသတွေမှာကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေတည်ဆောက်နေကြပါတယ် NUG EAO တွေက Federal Democracy ပဋိညာဉ်နဲ့အသစ်ဖွဲ့စည်းပုံရေးဆွဲနေကြပါတယ်မြန်မာနိုင်ငံမှာလူမျိုးစုမျိုးစုံရှိတယ်တိုင်းရင်းသားတွေကကိုယ်ပိုင်ခွင့်လိုချင်နေကြတယ် Unitary စနစ်ကဒီလိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်ခဲ့ပါဘူးပဋိပက္ခတွေဆက်ဖြစ်နေတယ် Confederation စနစ်ကမြန်မာအတွက်မသင့်တော်ပါဘူးဗဟိုအားနည်းလွန်းရင်နိုင်ငံပြိုကွဲနိုင်တယ်မြန်မာရဲ့လက်ရှိပဋိပက္ခအခြေအနေမှာဒီစနစ်ကပိုဆိုးစေနိုင်တယ်ဒါကြောင့်ကျွန်တော်ရဲ့အမြင်အရ Federal စနစ်ကမြန်မာနိုင်ငံအတွက်အကောင်းဆုံးပါ
ဆွစ်ဇာလန်လိုအောင်မြင်တဲ့ Federal စနစ်ကအတူယူစရာကောင်းပါတယ်ဒီနယ်တွေကိုကိုပိုင်ခွင့်အပြည့်အဝပေးဓာတ်ရိုက်ဒီမိုကရေစီနဲ့နိုင်ငံမှာပါဝေခွင့်ပေးရင်ငြိမ်းချမ်းရေးရလာနိုင်ပါတယ်လက်ရှိတော်လှန်ရေးကာလမှာဒီစနစ်ကိုဦးတည်နေတာကမျှော်လင့်ချက်တစ်ခုပါချစ်တော်ပရိသတ်ကြီးဒီဆွေးနွေးချက်ကိုနေကုန်းချုပ်ရရင်စနစ်ကိုရဲ့ကွဲပြားချက်ကအာဏာခွဲဝေပုံမှာရှိပါတယ်မြန်မာအတွက် Federal စနစ်ကအကောင်းဆုံးလို့ကျွန်တော်ထင်ပါတယ်အားတာချက်တွေကငြင်းချမ်းရေးရလာနိုင်ပြီးအားနည်းချက်တွေကဆုံးဖြတ်ချက်နှီးနိုင်တာပဲဖြစ်ပါတယ်